ရမင်းကလည်းဒါကျွန်တော်နဲ့မစုံဘူးဒါပေမဲ့သူနဲ့ကျွန်တော်တွေ့ရတဲ့အချိန်မှာသူနဲ့ကျွန်တော်ရေမှန်ချင်းနီးရယ်ရုပ်ဆောင်ယူသွတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကပထမတစ်နေ့နဲ့တည်းသူ့ကိုသိသွားတယ်ဆိုတော့အဲ့တော့ကျွန်တော်ကပေးယူညှသွားတယ်ရေမှန်ချင်းနီးတယ်သူလှုပ်ချင်တာလေးလှုပ်တယ်ကိုလှုပ်ချင်တာလှုပ်တယ်အားမနာဘူးစိတ်ရောမတောင်းရစိတ်ကောင်းကောင်းရမယ်စိတ်နဲ့ရတာခံတယ်ကြည့်စရာစိတ်ချရပါလဲဆိုတော့ကျွန်တော် fashion ပေါ့နော်ဆိုတော့ဘယ်လိုပဲဝတ်လာတဲ့ဖြစ်တယ်ပြီးတော့ fashion အမြင်ရှိရဘယ်စင်းမှာဘယ်လိုဝတ်လိုက်မယ်သူဝတ်တာရမ်းလာဆိုတော့အဲ့ဒါလေးကျွန်တော်ချီးကျူးပါတယ်ဆိုတော့ကျွန်တော် model လောကတက်လာတဲ့လူတွေဆိုတော့ဟိုဒီ fashion မိုင်းကတော့လုံးဝပြောစရာမလိုဘူးအရန်မိုက်တယ်ရမ်းလာတယ်ဆိုတော့တရုပ်ဆောင်လည်းသူအများကြီးစူးစမ်းထားတဲ့အတွက်ကြောင့်စောင့်ကြည့်အားပေးကြဖို့ပြောချင်တယ် fashion နဲ့အားလုံးတက်ချပါတက်ချာ enemy မင်းသမီးဆိုတော့ fashion နဲ့ fashion နဲ့ပြုတ်တာရောင်စုံပဲသူဝတ်လာကျွန်တော်သူထွက်လာကျွန်တော်လက်အောင်ဓာတ်တကယ်ဝတ်ပါဟုတ်တယ်အဲ့တော့သူဝတ်တာကိုလိုက်ချိန်ပြီးကျွန်တော်ကပြန်လဲ